ရှေးရိုးရမျက်နှာဖတ်ပညာရဲ့လူဝက်ချက်တွေကိုဖော်ထုတ်ကြည့်ကြရအောင်ဗျာတကယ်တော့လေလူခန္ဓာကိုယ်မှာမျက်လုံးဆိုတာတာမန်စိတ်ပိုင်းတစ်ခုမဟုတ်ဘူးဆိုတာအားလုံးလည်းရင်းမိကြမှာပါပတ်ဝန်းကျင်လိုမြင်ုံတက်ကြည့်ဖို့ဆိုတာအများကြီးပေါ်ပါတယ်ဘာလို့လဲဆိုတော့မျက်လုံးကလူသူဦးရဲ့ကိုယ်ပိုင်လက္ခဏာတင်မကောက်ဘူးအတိတ်ပစ္စုပန်နဲ့အနာဂတ်ကံကြမ္မာတွေဒီအတိအတာဆုံးနဲ့လူဝက်ချက်အများဆုံးကိုဖွင့်ရပြနေတဲ့တစ်ခါပေါက်တစ်ခုဖြစ်နေလို့ပါပဲကဲဘာကြောင့်မျက်လုံးကအဲ့ဒီလောက်တော့ရေးပါနေရလဲဆိုတော့ဒီရှင်းတဲ့တင်ပြချက်လေးမှာအထူးဝေရောက်လေ့လာကြည့်ကြပါစို့ဒီအကြောင်းအရာကိုအပိုင်း9ပိုင်းခွဲပြီးလေ့လာသွားမယ်ပေါ့နော်နံပါတ်1အဓိကအကြောင်းဆုံးမျက်နှာဥပဒေအဖြစ်ပါကြောတတ်မှလဲဆိုတာရေနံပါတ်2မျက်လုံးအရွယ်အစားနဲ့ကံကြမ္မာနံပါတ်3ဆွဲဆောင်မှုရှိတဲ့မျက်လုံးပုံတန်တန်နေနံပါတ်4မျက်လုံးတောက်ပမှုနဲ့ဆက်ဆွမ်းအားဆက်ဆက်ပုံပြီးတော့နံပါတ်5နောက်ဆုံးမှာကိုလိုလာတဲ့မျက်ဝန်းကိုဘယ်လိုဖန်တီးမလဲဆိုတာတွေကိုအစင်လိုက်ကြည့်သွားကြပါမယ်ကဲပထမဆုံးအပိုင်းဖြစ်တဲ့အဓိကအကြောင်းဆုံးမျက်နှာအပိုင်းဆိုင်ရာဆိုတဲ့အကြောင်းကနေစလိုက်အောင်မျက်နှာဖတ်ပညာရဲ့မှာမျက်လုံးတွေကိုထာမန်စီပါပေတာအင်္ဂါရက်တစ်ခုအနေနဲ့လုံးဝမရှုမြင်ပါဘူးနှာခေါင်းပါးစပ်နောက်ရက်စတဲ့တခြားအပိုင်းဆိုင်ရာတွေထက်ကိုပို့ပြီးအရေးပါတဲ့လူတစ်ယောက်ရဲ့ပင်ကိုယ်စီရိုင်နဲ့ဘွာလန်းကြောင်းကိုအရှင်းလင်းဆုံးမြင်နိုင်တဲ့ကောင်းဆုံးပင်ရင်ဘတ်တစ်ခုအဖြစ်သတ်မှတ်ထားတာပါဒီစကားလေးကြားဘူးလားဗျာမျက်လုံးဆိုတာဘုံကျက်တီကိုတင်းစီထားရဘွာတစ်ခုလုံးကိုဖော်ပြနိုင်နေရတယ်မူရင်းအချက်လက်တွေမှာအဲ့ဒီလိုလေးလေးနက်နက်ကိုဆိုထားတာပါဆိုလိုတာကခန္ဓာကိုယ်တစ်ခုလုံးရဲ့စွမ်းအင်တွေဉာဏ်ရည်ဉာဏ်တွေးတွေအားလုံးစွေးရပဟုတ်ချက်လို့တောင်ပြောလို့ရတယ်ရှေးအောင်ပညာရက်တွေကမျက်လုံးကိုဘယ်လောက်အထိတန်မိုးထားအလေးပေးသလဲဆိုတာဒီချက်ကိုကြည့်ရတဲ့ရှင်းရှင်းလင်းလင်းသိနေပါတယ်ဒီတော့ဒီပညာရက်ကိုတေချာခွဲချမ်းစိတ်ဖျားကြည့်တဲ့အခါအဓိကတိုင်းတာရမယ့်အချက်၃ချက်ရှိလာပါတယ်အဲ့ဒါတွေကတော့မျက်လုံးရဲ့အရွယ်စားပုံထန်ထန်ပြီးတော့တောက်ပအမှုနဲ့နတ်ဆိုင်မှုတို့ပဲဖြစ်ပါတယ်မျက်နှာဖက်ပညာရှင်တွေဟာလူတယောက်ရဲ့ကံကြမ္မာအနာဂတ်လမ်းကြောင်းနဲ့စာတာတွေကိုဆုံးဖြတ်တဲ့နေရာမှာဒီတိတိကျတဲ့အချက်၃ချက်ကိုပဲအဓိကအခြေခံလေးရှိပါတယ်ဒီ၃ချက်ပေါင်းစပ်သွားတဲ့အခါဘဝရဲ့အနိမ့်မြင့်အတက်အကျတွေကိုကောင်းကောင်းဖတ်ရှုနိုင်တယ်လို့ဆိုကြပါတယ်ဒါဆိုဒုတိယပိုင်းဖြစ်တဲ့မျက်လုံးအရွယ်စားငယ်ကံကြမ္မာအကြောင်းကိုဆက်သွားရအောင်ဒီပိုင်းမှာတော့မျက်လုံးကြီးချင်းသေးချင်းဆိုတဲ့အရွယ်စားကလူတယောက်ရဲ့ကံကောင်းခြင်းတွေနဲ့ဘလို့များတိုက်ရိုက်ဆက်ဆက်နေတယ်လဲဆိုတာကိုအသေးစိတ်ကြည့်ကြမယ်ဗျဒီနေရာမှာတတိထားရမယ့်အလုံးအရေးကြီးတဲ့ချက်တစ်ခုရှိတယ်။အဲ့ဒါကတော့မျက်လုံးအရွယ်စားကိုဆုံးဖြတ်တဲ့အခါတစ်ကမ္ဘာလုံးဆိုင်ရာစံနှုန်းတွေနဲ့ရေပြိုရဲ့သတ်မှတ်လို့လုံးဝမရဘူးဆိုတာပါပဲ။အတိအကျပြောရင်သက်ဆိုင်ရာလူမျိုးစုလိုက်တာနိုင်ရှင်တိုင်းတာရမှာပါ။ဥပမာဗျာအိန္ဒိယလူမျိုးတွေကတဘာဝအရာမျက်လုံးကြီးမှကြတယ်။ဒါပေမဲ့ကျုပ်ဂျပန်နဲ့ကိုရီးယားအစားရှိတဲ့အာရှတိုက်တာအများစုကတော့တဘာဝအရာမျက်လုံးသေးငယ်လေးရှိပါတယ်။ဒါတော့လူမျိုးတစ်မျိုးနဲ့တစ်မျိုးရိုးထွေးပြီးတိုင်းတာလို့မရဘူးပေါ့ကိုလူမျိုးအလိုက်သတ်မှတ်ထားတဲ့စံနှုန်းနဲ့ယင်မှာဒါအမှန်ကန်ဆုံးအဖြစ်ကိုရနိုင်မှာပါကဲဒီတော့ကိုယ့်မျက်လုံးကကိုယ့်လူမျိုးစုနဲ့ရှင်လိုက်တဲ့ခါထင်ရှားစွာပိုကြီးနေတယ်ဆိုပါစို့ဒါဟာတာမန်ကိစ္စမဟုတ်တော့ဘူးဗျာရှေးရိုးရမျက်နှာဖက်ပညာရဲမှာဒါကိုငွေချေးတနာနဲ့အခြေရေးကံကောင်းခြင်းတွေကိုအလိုလိုဆွဲငင်နိုင်တဲ့တန်လိုက်တစ်ခုလိုပဲတတ်မှတ်ပါတယ်ကြီးမားကျယ်ပြန့်တဲ့မျက်လုံးတွေကအခွင့်အရေးကောင်းတွေကိုပုံမြင်တွေ့နိုင်စွမ်းရှိတယ်လို့တစ်ဖက်လူရဲ့စိတ်နှလုံးကိုလည်းအလွယ်တကူဖန်ဆားနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်တကယ်ကိုဘဝမှာအောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေကိုလွယ်လွယ်ကူကူရရှိနိုင်တဲ့တော့ချက်တစ်ခုပေါ့ဒုတိယပိုင်းဖြစ်တဲ့ဆွဲဆောင်မှုရှိသောမျက်လုံးပုံမတန်များများအကြောင်းကိုရောက်လာပါပြီဒီအပိုင်းတော့မျက်ခွန်းရဲ့ဖွဲ့စည်းပုံအရေးအကြောင်းနဲ့တိကျတဲ့ပုံသဏ္ဍာန်တွေကခန်းကျမတော့ဘာကိုများဆိုးလို့နေတယ်လဲဆိုတာကိုစစ်ကြည့်သွားပါမယ်မျက်ရည်နှစ်ထပ်အကြောင်းပြောရအောင်လူများစုမှာမျက်ရည်တစ်ထပ်တာရှိတတ်ပေမဲ့မျက်ရည်နှစ်ထပ်ပါရှိခြင်းဟာတော်တော်လေးထူးခြားပါတယ်ဒါဟာမွေးရပါကံကောင်းခြင်းဘဝတစ်လျှောက်လုံးအလိုလိုချမ်းသာကြွယ်ဝနိုင်ခြင်းနဲ့ပြင်းထန်တဲ့ဆွဲဆောင်မှုအားကိုပိုင်ဆိုင်ထားခြင်းပဲလို့ရိုးရယုံကြည်မှုတွေကဆိုပါတယ်။မျက်ရည်နှစ်ထပ်ရှိသူတွေဟာလူများရဲ့ချစ်ခင်နှစ်သက်မှုကိုအလွယ်တကူရရှိတတ်ပြီးလူမှုရေးနဲ့စီးပွားရေးနယ်ပယ်ကမှလည်းထင်ပေါ်ကျော်ကြားလေးရှိတယ်လို့သိရပါတယ်။တကယ်ကိုအားကျစရာကောင်းတဲ့အမှန်တရားတစ်ခုပါပဲ။ဒီလိုမျက်ရည်နှစ်ထပ်ပုံသဏ္ဍာန်ကကံကောင်းခြင်းတွေငွေကြေးတွေကိုဆွဲဆောင်နိုင်တယ်လို့ခိုင်ခိုင်မာမာယုံကြည်ထားကြတာဆိုတော့လေယနေ့ခေတ်မှာဆိုရင်ခင်မီမိတ်ကပ်နေပင်ရာတွေအလားပါရေယာခွဲစစ်ပြပင်မှုတွေထုံးပြီးဒီလိုကံကောင်းစေတဲ့မျိုးလုံးပုံစံမျိုးရအောင်တက်တက်ကြွကြွဖန်တီးယူလာကြတာတကယ်ကိုအံ့ဩစရာကောင်းပါရဲ့ဗျာရှေးဟောင်းရောင်ကြီးမှုတစ်ခုကခေတ်အလားပါအစံလုံးတွေပေါ့ဘလောက်အထိလွှမ်းမိုးထားနိုင်တယ်လဲဆိုတာအထင်ရှားပါပဲဗျာအခုစရုထပ်ပိုင်းဖြစ်တဲ့မျိုးလုံးတောက်ပမှုနဲ့စိတ်ဆွမ်းအားဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့မွေးရပါရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေထက်ပိုနှဆိုင်တဲ့စိတ်ဆွမ်းအားအတွင်းစိတ်ရဲ့နှဆိုင်မှုနဲ့စိတ်သက်ခိုင်မာမှုတို့စီကိုအာယုံပြောင်းပြီးလေ့လာကြည့်အောင်ကွဲပြားခြားနားတဲ့မျက်ဝဲအခြေအနေတွေဟာမတူညီတဲ့ဘဝလမ်းကြောင်းတွေကိုထင်ဟပ်နေတာတည်ပါသလားဥပမာချမ်းသာကြွယ်ဝဖို့ရည်မှန်းချက်ကြီးမားပြီးဆူးရှတောက်ပါတဲ့မျက်ဝန်းကိုတွေ့ရသလိုရုပ်ရှင်တည်ငြိမ်ပြီးအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်မဲ့အေးချမ်းတဲ့မျက်ဝန်းမျိုးကိုလည်းတွေ့ရမှာပါဆူးရှတောက်ပါသူတွေကခေါင်းဆောင်ကောင်းတွေဖြစ်လာနိုင်ပြီးအေးချမ်းတဲ့မျက်ဝန်းပိုင်ရှင်တွေကတော့ပညာရှင်တွေအကြံပေးပုဂ္ဂိုလ်တွေဖြစ်လာတတ်ပါတယ်ဘယ်ဟာကပိုကောင်းတယ်လို့ပြောလို့မရပါဘူး
ကိုရှော့မဲ့လမ်းကြောပေါ်မူတည်ပြီးတူနီယာနဲ့အတူထူခြားနေတာပါမူရင်ချမ်းနေမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ကောင်းနှုတ်ချက်လေးတစ်ခုရှိတယ်ဗျအဲ့ဒါကတော့စိတ်စွမ်းအားအင်္ဂလိပ်လို will power ပေါ့နော်အဲ့ဒါမြင်မာလာတဲ့အခါရုပ်ပိုင်းဆိုင်ရာရဘဒူးမှရင်ဆိုင်မကြည့်ရလောက်အောင်ဆူရှာတောက်ပါတဲ့အကြီးတွေဖြစ်ပြောင်းလဲသွားတယ်တဲ့အတွင်းစိတ်ရဲ့စွမ်းအင်ဟာမြန်ဝန်းကနေတဆင့်အလင်းတန်းတစ်ခုလိုထွက်ပေါ်လာပြီးတစ်ဖက်လူကိုလွှမ်းမိုးနိုင်စွမ်းရှိတယ်ပေါ့ဒါဟာခေါင်းဆောင်မှုနဲ့အောင်မြင်မှုရဲ့အပြည့်မားဆုံးအဆင့်တစ်ခုလို့လည်းပြောလို့ရပါတယ်ကဲနောက်ဆုံးပိုင်းဖြစ်တဲ့အလိုချင်တော်မျက်ဝန်းကိုဖန်တီးခြင်းဆိုတဲ့အပိုင်းကိုထွားကြစို့လူတစ်ယောက်ရဲ့ကံကြမ္မာနဲ့မျက်ဝန်းအခြေအနေဆိုတာမွေးရပါအတိုင်းအသေးပုံသေးသတ်မှတ်ထားလာမျိုးလုံးဝမဟုတ်ပါဘူးကိုယ်တိုင်ပြုပြင်ဖန်တီးလို့ရတဲ့လက်တွေ့လှုပ်ဆောင်နိုင်တဲ့ရှေးဟောင်းချိုးဝက်နီးလန်းလေးတွေကိုအခုပြောပြပေးတော့ပါမယ်ကိုလိုလားတဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲဖို့အတွက်မျက်လုံးရဲ့တောက်ပေါက်မှုကိုလေ့ကျင့်ယူလို့ရတဲ့ရှေးရိုးရနီးလန်းတွေရှိတယ်ဗျာဥပမာမီးတောက်ကိုစူးစိုက်ကြည့်တာမျိုးရေပြင်ကိုစူးစိုက်ကြည့်တာမျိုးစတဲ့လေ့ကျင့်မှုတွေကမျက်ဝန်းရဲ့စူးရှားတောက်ပေါက်မှုကိုအမခံတိုးတက်လာစေပါတယ်ဒီနီးလန်းတွေဟာစိတ်ကိုစူးစီးစေပြီးအတွင်းအောင်းနေတဲ့စွန့်အင်တွေကိုနှိုးဆော်ပေးတာပါဒါပေမဲ့အေးချမ်းတဲ့မျက်ဝန်းကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့လေပင်ပရုပ်တွင်ကိုပြင်ဆင်ထားတဲ့မိမိရဲ့စိတ်နှလုံးအေးချမ်းအောင်တည်ထားထိုင်ခြင်းလိုမျိုးနီးလန့်နေနဲ့အရင်ဆုံးလေ့ကျင့်ယူရမယ်လို့အကြံပြုထားပါတယ်။ဒါကြောင့်အမြဲတမ်းမှတ်ထားရမယ့်အဓိကဒသနအကူရှိပါတယ်။အဲ့ဒါတော့အတွင်းစိတ်ဆန္ဒတွေနဲ့အပြင်ပန်းဖော်ပြမှုတွေကြားမှာခွဲခြားလို့မရတဲ့ဓာတ်ကြိုက်ဆက်ဆက်မှုရှိနေတယ်ဆိုတာပါပဲ။လူတစ်ယောက်ကအတွင်းစိတ်မှာဒေါသလောဘတွေကိုမွေးမြူထားသလားဒါမှမဟုတ်မေတ္တာနဲ့ငြင်းချမှုကိုပြိုးထောင်ထားသလားဆိုတာဟာပြင်ပရုပ်သွင်းဖြစ်တဲ့မျက်လုံးလေးပေါ်မှာမန်တချက်လို့အတိအကျလာရောက်ထင်ဟပ်နေမှာပါစိတ်ကိုပြုပြင်ခြင်းကမျက်ဝန်းကိုပြုပြင်ခြင်းဖြစ်ပြီးမျက်ဝန်းပြောင်းလဲသွားရဲ့ကကံကြမ္မာလဲလိုက်ပြီးပြောင်းလဲသွားမှာအသေးချပါပဲကဲဒါဆိုရင်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုချန်ထားခဲ့ချင်ပါတယ်ဗျာအခုကိုလက်ရှိပိုင်ဆိုင်ထားတဲ့မျက်ဝန်းအခြေအနေနဲ့အတွင်းစိတ်ဟာကိုရောက်ရှိလို့တဲ့အပြင်ပန်းကရင်မှန်းချက်ပန်းတိုင်တဲ့ကံကြမ္မာတွေနဲ့ကထက်တဲကြနေပြီလားတေချာလေးဖြန့်ဆန်းစစ်ကြည့်ကြဖို့တိုက်တွန်းရင်ဒီမှာပဲညီကောင်းချုပ်လိုက်ပါစီ